အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်မှုလေးကနေကြိုဆိုပါရစေ။ကဘာကြီးကိုပြောင်းလဲသွားစေခဲ့တဲ့တည်ထွင်မှုတွေလူတွေရဲ့နှလုံးသားကိုသိမ့်ပိုက်ခဲ့တဲ့အနုပညာတွေအားလုံးရဲ့အစဘာလဲတီလားရိုးရိုးလေးပဲစိတ်ကူးတစ်ခုကနေစတာပါ။ဒါပေမဲ့မေးစရာရှိတာကအဲ့ဒီစိတ်ကူးစော်ရာကြီးကိုရောတကယ်ပဲပိုင်ဆိုင်လို့ရသလား။အဖြေကတော့ဟုတ်ကဲ့ရပါတယ်။ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်။ဥပမာပေါ့ကားဆိုတဲ့ရေပြီးတော့ idea ကြီးတစ်ခုလုံးကိုတော့ဘယ်သူမှပိုင်လို့မရပါဘူး။ဒါပေမဲ့ကားအသစ်တစ်စီးအထက်တိကျတဲ့ design တစ်ခု engine ပုံစံအသစ်တစ်ခုအဲ့ဒါကိုကြတော့ပိုင်ဆိုင်လို့ရပါတယ်အဲ့လိုမျိုးမမြင်ရတဲ့စိတ်ကူးတွေကိုတရားဝင်ပိုင်ဆိုင်ခွင့်ပေးတဲ့စနစ်ကိုမဲနမလို့ညာနာပစ္စည်းမှုပိုင်ခွင့်ဒါမှမဟုတ် intellectual property လို့ခေါ်ကြတာပါကဘာညာနာပစ္စည်းမှုပိုင်ခွင့်အဖွဲ့အစည်း YPO အပြောထားတာရန်ကောင်းပါတယ်သူတို့ကဘာပြောလဲဆိုတော့လူသမိုင်းဆိုတာရှိပြီးသားအသိပညာပေါ်မှာစိတ်ကူးညံတဲ့တီထွင်ဖန်တီးမှုတွေကိုပေါင်းထည့်ပြီးပြဿနာတွေကိုဖြေရှင်းခဲ့ကြတဲ့သမိုင်းပဲတဲ့ဆိုလိုတာကဒီလိုဖန်တီးမှုတွေကိုကာကွယ်ပေးတာဟာလူဖွဲ့စည်းကိုရှေ့ဆက်တိုးတက်စေဖို့အတွက်အဓိကတော့ချက်တစ်ခုပါပဲဟုတ်ပြီဒါဆိုရင် intellectual property ဆိုတာကိုပိုပြီးတည်တည်ချာချာလေးအဓိပ္ပာယ်ဖွင့်ကြည့်ကြရအောင်ညာနာပစ္စည်းမှုပိုင်ခွင့်ဆိုတာကနီးပညာဒါမှမဟုတ်အနုပညာဆိုင်ရာပြဿနာတစ်ခုကိုဖြေရှင်းဖို့ကိုယ့်ရဲ့စိတ်ကူးညံကိုစီးပွားရေးရာအသုံးချတာပါပဲ။တနည်းပြောရရင်တော့ဒါဟာပစ္စည်းတစ်ခုရဲ့တန်ဖိုးထက်အဲ့ဒီပစ္စည်းဖြစ်လာစေတဲ့ idea ရဲ့တန်ဖိုးကိုအတိမတ်ပြုတဲ့စနစ်တစ်ခုပေါ့။ဒီဥမာလေးကအရန်ရှင်းတယ်။အခုလက်ထဲမှာကင်ထားတဲ့ smartphone တစ်လုံးကိုစဉ်းစားကြည့်လိုက်ပါ။အဲ့ဒီဖုန်းအလုံးလိုက်ကရုပ်ပိုင်းဆိုင်ရာပစ္စည်း tangible property ပေါ့။ဒါမဲ့အဲ့ဒီဖုန်းကိုအသက်ဝင်စေတဲ့ software code တီတူတဲ့တာမိုဘိုင်ခွင့်တင်ထားတဲ့နည်းပညာတွေအဲ့ဒါတွေကကြတော့မျက်စိနဲ့မမြင်ရမမဲ့တန်ဖိုးအကြီးရှိတဲ့ intangible property which means ညာနှုံပစ္စည်းတွေဖြစ်နေတာပါပဲကဲ IBO ပေါ်ပြီးလွယ်လွယ်ကူကူနားလည်နိုင်အောင်သူ့မှာအထီးကမိသားစုကြီးနှစ်ခုရှိတယ်လို့မှတ်ထားလိုက်လို့ရတယ်အဲ့ဒါတွေကဘာတွေလဲဆိုတာကြည့်လိုက်ရအောင်ပထမမိသားစုကတော့စက်မှုဆိုင်ရာမိုဘိုင်ခွင့်မှာသူ့အောင်မှာတီထွင်မှုမိုဘိုင်ခွင့် patents တို့ commercial trademarks တို့ပါဝင်တဲ့ဒုတိယမိသားစုကတော့မိုဘိုင်ခွင့် copyright ပါဒါကတော့စာပေဂီတရုပ်ရှင်တို့လိုအမှုပညာဖန်တီးမှုတွေနဲ့ပို့ပြီးသက်ဆိုင်ပါတယ်။ဟုတ်ပြီအရင်ဆုံး copyright အကြောင်းကိုစာပြီးပြောကြရအောင်။ဒါကဖန်တီးသူတွေအတွက်တော့အကာအကွယ်ပေးတဲ့ဒိုင်းကြီးတစ်ခုလိုပါပဲ။အသေးပဲကတော့ရှင်းပါတယ်။ copyright ဆိုတာကစာရေးဆရာတွေဂီတပညာရှင်တွေပန်းကြီးဆရာတွေဒီလိုဖန်တီးသူတွေကသူတို့ရဲ့လက်ရာတွေပေါ်မှာဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာကိုသတ်မှတ်ပေးတဲ့ဥပဒေဆိုင်ရာအသုံးအနှုန်းတစ်ခုပါပဲ။ဘာတွေများပါမလဲ။အများကြီးပဲစာအုပ်တွေကြပြတွေကနေစလို့နေနိုင်နားထောင်နေတဲ့သချင်းတွေချီနေတဲ့ရုပ်ရှင်တွေပန်းချီကားတွေနောက်ဆုံးအခုသုံးနေတဲ့ computer program တွေအထိအားလုံးဟာ copyright အောက်မှာအကျုံးဝင်ပါတယ်။ကဲအခုတခါနောက်တစ်မျိုးဖြစ်တဲ့တီထွင်မှုမူပိုင်ခွင့် patents အကြောင်းကိုဆက်ကြည့်ကြမယ်။ဒါကကြတော့အမှုပညာဖန်တီးမှုတွေထက်နည်းပညာပိုင်းဆိုင်ရာစမ်းသစ်တီထွင်မှုတွေကိုအဓိကအကာအကွယ်ပေးတာပါတီထွင်မှုပိုင်ခွင့်ဆိုတာကဤပညာနယ်ပယ်မှာကြုံနေရတဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်တဲ့တီထွင်မှုအတစ်တစ်ခုအတွက်ပေးအပ်တဲ့တူတဲ့ပိုင်ဆိုင်ခွင့်ဖြစ်ပါတယ်။ပတ်တိုင်းမှာအယံမို့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ရှိတယ်။အဲဒါကတော့သူ့ရဲ့အကာအကွယ်ပေးမှုကထာဝရမဟုတ်ဘူးဆိုတာပါပဲ။အများအားဖြင့်ပေါ့20ပဲ။အဲ့ဒီ20ပြည့်သွားပြီဆိုတာနဲ့အဲ့ဒီတီထွင်မှုက public domain ဆိုလိုတာကအများပြည်သူပိုင်းဖြစ်သွားရော။အဲ့ဒီခါကျရင်ဘသူမှဆိုအဲ့ဒီနည်းပညာကိုယူသုံးလို့ရတယ်ပိုကောင်းအောင်လုပ်လို့ရတယ်ဘာလို့ဒီလိုလုပ်ထားရလဲဒါမှနည်းပညာတွေကတနေရာထဲမှာရပ်မနေပဲတစ်ဆင့်ပြီးတစ်ဆင့်ဆက်ပြီးတိုးတက်နေမှာမို့လို့ပါပဲကဲနောက်ဆုံးအနေနဲ့လေ့လာကြမှာကတော့ကုံအမှတ်တန်စိတ် trademark ပါဒါကတော့စီးပွားရေးလောကရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုလိုပါပဲကုံအမှတ်တန်စိတ်ဆိုတာပါကိုယ့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုတခြားပြိုင်ဘက်တွေနဲ့မမအောင်ခွဲခြားပေးနိုင်တဲ့ထူးခြားတဲ့အမှတ်အသားတစ်ခုခုကိုဆိုလိုတာပါကိုမတ်တန်စိတ်လို့ပြောလိုက်ရင်လူတွေက logo ပုံတွေကိုပဲပြင်းမြင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ရိုးရှင်းတဲ့စကားလုံးတစ်လုံးစကားစုတစ်ခုဒါမှမဟုတ်ရင် graphic thinking တဲ့တစ်ခုလည်းဖြစ်နိုင်ပါတယ်အန်အော့စရာကောင်းတာကအယောင်တစ်မျိုးဒါမှမဟုတ်ရင်အတန်တန်ကိုတောင် trademark ထိမပုံတင်လို့ရတယ်ဆိုတာပါပဲ trademark ရဲ့နောက်ထပ်စိတ်ဝင်စားစရာချက်က patent လို့20ဆိုအကန့်အသတ်မျိုးမရှိပါဘူးတက်တန်းကိုအကန့်အသတ်မရှိထက်ခါတိုးပါလို့ရလဲအဲ့ဒါကြောင့်ပဲနှစ်ပေါင်းရာနဲ့ချီတက်တန်းရှိတဲ့ brand ကြီးတွေဟာသူတို့ရဲ့အမှတ်တန်စိတ်ကိုဒီနေ့ထိဆက်ပြီးထိန်းသိမ်းထားနိုင်လာပေါ့အားလုံးကိုကမ်းပြီးခြုံပြောရရင်တော့
ညာနာပစ္စည်းမူမိုင်ခွင့်ဆိုတာမျက်စိနဲ့မမြင်ရတဲ့စိတ်ကူးစိတ်တိုင်းတွေကိုလက်စုပ်လက်ကင်ပြလိုက်ရတဲ့တိုင်မှုရှိတဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြောင်းလဲပြီးတကယ်တော့အစွမ်းထက်ကကိရိယာတစ်ခုပါပဲ ကဲအဆုံးတိုက်အနေနဲ့စဉ်းစားစရာလေးတစ်ခုပေးဟေ့ချင်ပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ diary ထဲမှာဒါမှမဟုတ်ကွန်ပျူတာထဲမှာတင်ထားတဲ့စိတ်ကူးစိတ်တန်းတွေကဘယ်ဟာကများကာကွယ်ဖို့ထိုက်တန်တဲ့တကယ်ပိုင်ဆိုင်မှုတစ်ခုဖြစ်လာနိုင်မလဲစဉ်းစားကြည့်ကြပါဦးနောက်ထပ်ရှင်းလင်းတင်ပြမှုတွေမှာပြန်လည်ဆုံးတွေ့ကြပါမယ်